အားလုံးမင်္ဂလာပါဒီကျွန်တော်တို့၄ယောက်ပြေးသွားမလား နှက်ခုနှစ်ရုပ် နခွန်နာယုတ် ဘယ်ဟုတ် နခွန်နာယုတ် နော်ခေါ်တယ်ရ နခွန်နာယုတ်ပါကြီးလေပြေးသွားမလား ဘာရောဆိုတော့ရေတကုန်းလို့ပြောရမယ် โอเคရေတကုံသွားမယ်နော်ကျွန်တော်၄ယောက်နော်လာ let's go โอเคအခုဆိုကျွန်တော်တို့စထွက်ပါပြီเนาะကျွန်တော်တို့သွားမှာနခွန်နာရုပ်ဆိုတော့စိုင်ကယ်နှစ်စီလူ၄ယောက်ဆိုတော့2နိုင်ခွဲလောက်မောင်းရမှာကွာကျွန်တော်တို့သွားမှာကျွန်တော်စွန်လုံလက်သူကအများကြီးကျွန်တော်နေရဒါပေမဲ့ကျွန်တော်တို့သွားမယ့်နေရာကျွန်တော်စွန်လုံလက်အဲ့ဒါမှကျွန်တော်တခါမသွားတာပထမဦးဆုံးပေါ့နော်လာကျွန်တော်တို့တူသွားကြမယ် let's goมีป่วยเลยมีลูกขนาดเลยนาเลยโหจีดีจีเนี่ยที่เราอยากนุษย์จะรอวะเนาะปีขนาดจะดิสิเทียร์เราไหมดิสิโกนมาเนาะไปอะไรสานี่เนี่ยชินเปล่าชิน အစ်စေးပဲ ดิสิเปล่า အစ်စေးပဲ จีดีกูย้ายไปบ้างล่ะ ညရနော်ရေကူးမှာဖြစ်ပါလေ กูทุ่มล่ะဟုတ်กูทุ่มล่ะ သေးရင်ပေါင်းမှာသေးပေါက်ရှင်းနေပြီ ไอ้น่ะต้องล่ะโอเคงั้นညီတို့မင်းတို့အောက်လာတယ်မင်းတို့လွတ်ချလို့ပြီးသွားပြီ7နိုင်ဝင်ပြီးမုတ်စာပြီးဆက်လက်မယ်လားถ่ายไปทุกคนคอยสิแปลงล้างโอเคအခုဆိုရင်ကျွန်တော်တို့7ဝင်လာပါတယ်7မှာတခုခုဝင်စောက်ချော်ရွယ်ကြီးပါတဲ့တော့ချောတဲ့မင်းသားကြီးပဲရပါတယ်အခုကျွေးပါတယ်မင်းတို့စားအခုကျွေးရမင်းတို့ကင်မရာထဲမှာနည်းနည်းဗီဒီယိုထဲမှာသူတော်ကောင်လုပ်ပြီးအပြင်မှာရောက်တဲ့ခါကျတော့စင်ကလုံးဝငါပတ်စံကလို့ပြန်ပေးတော့လို့ကင်မရာတို့ကြောက်အောင်ခဏကြโอเคကျွန်တော်တို့စားပြီးတာနဲ့ပါမုတ်တွေခေါ်လဘောတွေဘိုက်ထဲမှာသွေးပြီးတာနဲ့ဆက်လက်မှာပေါ့နော်ဓာတ်စီဖြည့်ပြီးတာနဲ့ကျွန်တော်တို့ဓာတ်စီဖြည့်ပြီးတာနဲ့ဓာတ်စီဆိုင်နေထွက်တဲ့အချိန်မှာသူတို့လည်းရေတကွန်သွားလိုက်မှာဖြစ်မယ်လာကျွန်တော်ဆက်သွားတဲ့အချိန်မှာကျွန်တော်9ကင်နဲ့ချက်ကင်ဆိုင်ကျွန်တော်တွေ့တယ်ပေါ့နော်အမှကျွန်တော်ခဏလေးဝင်လို့ဝယ်လိုက်တယ်နောက်ထပ်16မိနစ်ကြံသေးတယ်16မိနစ်မရောက်ခင်လေးမှာဒီမှာ9ရယ်9တကင်ရယ်7တကင်ရယ်နှစ်ခုချက်နဲ့9နဲ့ရပြီပြီးတော့မှဘီယာနဲ့ချိန်လိုက်ပါမဟုတ်လားစင်ပြေသွားတာဘီယာကျန်းဟောအစားစရာရပြီဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဂိုးပါမယ်ဒါလေးကကျတော့ကျွန်တော်နှက်ခွန်နာရုပ်တဲ့ရောက်ပြီပေါ့နော်ဒါတော့ကျွန်တော်သူတို့ရဲ့အလှပကိုပြမှာနော်အဝင်လေးမှလေတော်လေးကိုလှနေအချောဆုံးမကြလားငါတဘာဝကိုပြမှာတော်လှနော်ကြည့်โอเคအခုဆိုကျွန်တော်တို့ရောက်ရှိပါပြီနှက်ခွန်နာရုပ်ရဲ့ရေကာတာပေါ့နော်သူကကျတော့အဲ့ဒီအထက်ကနေအောက်ဆင်းလာတော့ပေါ့နော်အာဝါကြီးတကွန်တွေကအာဝါကြီးတီးလေးပဲနော်ဒါပေမဲ့အပြင်မှာတော်လေးကိုမြင့်တာနော်โอเคအခုဆိုကျွန်တော်တို့ရောက်ရှိပါပြီကျွန်တော်တို့၄ယောက်အနောက်ရမလား အခုဆိုရင်ကျွန်တော်တို့ဒီနှက်ခုနှစ်ရုပ်ရေကာတာရောက်ပြီပေါ့နော်ကျွန်တော်တော်သားလို့ပြောရင် ထိုင်းလို့ဘယ်လိုဖတ်တော်သားလို့ပြောနေတာခဏပြောပြလိုက် คือขุนดันประกาศชน လာလေခိုက်ဖတ်သူแม่သာခိုက်ဖတ်နော်အိုးပြောချင်တယ်ပြော ခိုက်ပဲတူတူ ဟောလိုက်ဘယ်နိုင်တော့လဲဆက်ကြဟမ်2နိုင်ခွဲလောက်ဆိုင်ကယ်နဲ့မောင်းတာကားမောင်းတာနဲ့သူဖိနေတယ်သူပေါ့ ဆိုင်ငယ်နဲ့ပူကြ 9ဆိုင်ကယ်နဲ့ပူကြတယ်ဟိုသူကကားနဲ့ပဲခဏသွားတယ်ဆိုတော့သူက ခုကြိုက်လေးမြန်နဲ့ပူကြိုက်တယ် ဘာလို့လေးပါပူကောင်းโอเคအခုဆိုဒီမှာရပြီနော်ခဏကြာငါတို့ရေးတကောမှရေးတဆော့မလဲတော့ပဲถ่ายไปทุกคนคอยสิแปลงล้างโอ้ไม่หรอทุนจ่ายอยู่ทุนจ่ายกว่าโอเคဒါကျွန်တော်တို့အခုကျွန်တော်မှရောက်ပြီးလို့ရှိရင်ပြေးသွားမှာကိုတို့ရေတကုံမှာ ရေတကုံမှာရေတော့ပြန်ဆော့ပါဘောနော် ဘာလို့ဆိုတော့ကျွန်တော်9ဝက်လာတယ်ပြီးလို့ရှိရင်ကြက်သားဝက်ဟိုးအောင်နှကောင်ဘာတွေလုံနေတယ်တို့တွေပြီးရင်ကျွန်တော်တို့၄ယောက်ရေသွားကူးပါမယ်ဘီယာလေးဝယ်ပြီးနဲ့ညက်မယ်ညက်ပြီးမှညနေကျမှပြတ်မယ်စောပြန်လို့ရဲပင်ချက်ခံထိမယ်အဲ့ဒီရေကတာကနေကျွန်တော်တို့နောက်ထပ်9မိနစ်လောက်ဆက်မောင်းသွားတော့ဗောနော်အဲ့ကျွန်တော်တို့ရေသက်စော့မဲ့နေရာလေးရောက်ဖို့အတွက်အခုဆိုလို့ရှိရင်ရောက်ပါပြီโอเคအခုဆိုလို့ရှိရင်ရောက်ပါပြီထိုင်ရနေရရပြီဒီမှာ၄ယောက်ကင်မရာရဲ့ကြည့်အောင်စဖုတ်တွေပဲမငန်းနေတော့အဲကျွန်တော်ပြမယ်သူရဲ့ရေစောတဲ့နေရာလေအများကြီးရှိတယ်ပေါ့နော်10ခု15ခု90တော့အများကြီးပေါ့နော်ဒါကကျတော့စွမ်လူကလက်ရေဂါဒါနဲ့အနီးဆုံးနေရာတွေလည်းပြောလို့ရမယ်ရေလည်းတအားမနစ်ဘူးစောလို့လည်းအဆင်ပြေတော့ပေါ့နော်လူတွေလည်းတအားမများဘူးကျွန်တော်တို့လာတဲ့နေ့ကတင်းတွေနေနော်လူတအားမများဘူးနော်အမျိုးတကြံတို့ပိတ်ရက်ဆိုလူအပြည့်ပဲပေါ့နော်ပြောကြတာမလို့သူတို့ကထင်တာအစားစရာမှာစားလို့ရတယ်စားစရာမှာစားလို့မရဘူးအစားစရာစိုက်မှာကိုယ်တိုင်သွားမှာရတယ်တဲ့အဲ့ဒါကြောင့်စိုက်မှာကိုယ်တိုင်သွားမှာအဲ့ဒါမှကျွန်တော်နည်းနည်းမှားသွားတာနော်အစားစရာမှာစားလို့ရတယ်ဘေးတော့မှဆိုင်ရွက်ကတ်တာကျွန်တော်မတွေ့လို့အခုကကျွန်တော်တို့ဘီယာတွေပစီတွေပါလေလို့ဝယ်တော့ဗောနော်အစားစရာဝယ်သွားပြီဆိုတော့လာဆွဲမယ် Oh
ချဲပဲဒီဘက်ထက်မြဒီကောင်ဒီပြဆိုင်လက်ခံရအောင်လေဒီလိုလိုက်โอเคစောတုံမျိုးကျွန်တော်တို့အရင်ဆွဲပြီးတော့တောက်လိုက်မှာပေါ့နော်တောက်ပြီးမှကျွန်တော်တို့ရေတဆော့မှာပေါ့နော်လာဆွဲမယ်ဒါခုမြည်ရlet me that ငါးလေးကိုထည့်ပြီးတော့ခါကြည့်လို့ထည့်လိုက်မယ်ခွက်လက်ဖာထည့်လိုက်မယ်ရွက်လေးကိုထည့်လိုက်မယ်ရှားနဲ့အပင်လေးကိုထည့်လိုက်မယ်စီဖူးဆော့လေးကိုနည်းနည်းထည့်လိုက်မယ်ဒါ စက်တယ်မှာလောက်ပလောင်းနဲ့ရောက်လက်ဂျာမဘဝကောင်းလေနင့်ငါနေပဲစားတော့စပါမစားတော့ငါတဲ့တည်ယူချပဲအပြည့်ပဲရှေ့ကျွန်တော်တို့လေအဝါတောက်တယ်အဝါစားတယ်စားပြီးရတယ်တွားကမြင်းပါပဲခင်ဗျာလာ let's go okay ရှေ့နေအိမ်ငါပြီလေ okay နေဒီရပေါ်နေမဒီကွစီပေါ်ကျွန်တော်၄ယောက်ရီဆောတဲ့ခါကျတော့ကျွန်တော်ညီ2ယောက်ကကောင်လေးနဲ့ရေမင်းဝဲသွားရီမကူတက်ဘူးဗျာကျွန်တော်နဲ့ဆက်ချမ်းနဲ့ရီကူတက်အဲ့ကြောင့်သူတို့ကဘောသွားဝဲမှာပေါ့နော်ကိုဘောသား9မယ်တဲ့ဘောနဲ့မှစီးမိမယ်နောက်ဆိုရေမြုပ်သွားမယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ဘောသား9ပါဆရာကြီးတဲ့ဆောလို့မဝဘူးဘောကမလောက်လို့တဲ့အဲ့ဒါကြောင့်တဲ့ဘောသက်ဝဲမယ်ဘောမဝဲခင်လေးမှာပါဝင်နေကြတော့ကွာလောက်ถอยไปทุกคนค่อยสิแปลงล้างค่อยสิแปลงล้างแต่เมียเศร้าโปလို့ပြောချင်းစရာနေတယ်ตัวนี้ဒီကောင်တစ်ခု90ပဲဒါပေမဲ့100ပေးရတယ်90ကစဘောကတင်ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကသူတို့100ပေးရမယ်ဒါပေမဲ့ပြန်ပေးတဲ့ခါကျရင်သူ90ပြန်ပေးမယ်นี่ครับลุง500บาทครับนี่ที่นั่งกำลังแกม要ถ่ายด้วยมาช่วยเราไม่ได้ไม่ได้มา你มาช่วยเรา保密看看就你嘞ဘောကြီးတော့ဆရာไปนะเฮ้ยเขาตรงนะว้าวทุกคนโอ้โหยีซี่นะยีซี่ตัวไปเลยพี่เพดาโอเคถอยเดี๋ยวไปแล้วยีซี่ตามอยู่เนาะยีซี่ตามใกล้นะ我把后面给我按那边，后面抓上没？过来，按不住，按我那一个。哩，高嘞，那干嘛抓我们？我那一个，后面那一个。我这边。爷那边也不死里边家里。你这那个奥药，那药。带妹妹。哦，带到没？就这样。还有跳，看了，摔到没？摔。我没有往摔过，我摔过没有往。你没啊？听着，就没拿没有那 baby。没这样把刀弄的。啊？哦，你现在没有了。我这老烟面，没好嘞，你这老烟面呢还有。摔的。摔 OK 摔了哦 OK ညင်ပြီလားကမနိုင်တော့ကင်မရာပြုတ်ကြတော့ပဲကမြင်းတာအဲ့ဒါကျွန်တော်ရရတာတစ်ခေါက်ပါနော်သူတို့စီးတာအဲ့ဒါအခေါက်3ခေါက်4ခေါက်တော့မှရှိတယ်သူတို့စီးတာတော်တော်လေးကိုပြော့တော့နော်ถอยไปทุกคนคอยสิแปลงล้างအပေါ်ကနေအောက်ဆင်းလာခဲ့အခုဒီကန်ကူလို့မရသေးကန်ကက်လို့မရသေးဘူးဒီနေရာကိုလည်းရေကူလို့မတက်ဘူးရေကူလို့တက်တဲ့ကောင်ကကင်မရာကန်ပြီးဘောတော့မှနေတယ်အစပက်တနာတများလေးရေစောတာဘာတန်မထွက်ဘူးငါတို့၄ကောင်စောလိုက်ရတခါတန်းလုံးငါတို့အသံကြီးပဲခလေးထက်တော့ပူဆိုးရနော်၄ယောက်သာကမြင်းတာတော်တော်ကြာနေဘူးပေါ့နော်အထက်ကအုပ်လဲကြောက်ကုန်ပြီပေါ့နော်နောက်တစ်ခုကျတော့အောက်မှာကြောက်စက်လေးတွေကြောက်နေတဲ့ဒီတော့ခြေထောက်တွေလည်းဒဏ်ရာယူပေါ့နော်ကမြင်းလို့ဝါလောက်ပြီဒီထက်ဆက်ကမြင်းမဲ့ဆိုလို့ရှိရင်လည်းငါလည်းမပြောတော့ခဏလေးလည်းကြာတော့ကျိုးသခုတ်မယ်တဲ့သွား let's go ခလေးခလာကြာနာပဲအဲ့လိုမစောပါဘူးနေပြေးငါကလေး
โอเคကျွန်တော်တို့ချောင်းမှာ3កောက်4កောက်ဟိုကူးဒီကူးဟိုဆော့ဒီဆော့ပြီးတော့မောသွားတဲ့ခါကျတော့အိမ်ပြန်တဲ့အချိန်ရောက်ပြီပေါ့နော်ဒါအိမ်မူချုပ်လို့ရှိရင်လည်းစိုက်ကယ်မောင်းလို့မကောင်းဘူးကွာအဲကြောင့်ကျွန်တော်တို့ပြန်တော့ပါမယ်ကျွန်တော်တို့ပြဲကိုငါပြမယ် အခုလည်းပြရမယ် ငါ ဟောင်းနားမှာချော်ကြတယ်မတီးဘူးကွာကြီး ငါဆော့ပြဲချက်မှန် မချက် โอ้โอ้မကြ ဒီမှာတခြားရမယ် မကြโอเคဆောလို့လည်းပြီးသွားပြီဒန်ရဒန်ချက်တွေလည်းအပြည့်ပဲတရားဒန်ရတစ်ချက်အပြည့်ပဲပြောလားဟမ် ပြောတယ် ဟုတ်လေ ပြောတယ် ပြောတယ်ဟာရှင်းနေ ပြောလေ ပြောတာ ပြောပြီးတော့ပြင်းနေ ပြောပြဲဟိုဘန်ကောင်းနေလာမယ်ဆိုကျွန်တော်တို့စိုက်ကယ်မောင်းလာဆို2နိုင်လောက်ပဲကြာတာเนาะမျိုးကားနဲ့ဆိုလို့ရှိရင်တော့ပူတော့ညံ့မယ်နောက်တစ်ခုကျတော့လာမယ်ဆိုလို့ရှိရင်အမျိုးအသားကက်ပေါင်းပြီးအစီတို့အင်ကြီးအစီပေါင်းပြီးစီဝတ်လာတဲ့တယ်အဲ့လိုမျိုးကြောက်တွေပါတယ်ပုံတဲ့ခါကျရင်နည်းနည်းတက်တာစီတယ်ဗောနော်အောက်မှာပြောမယ်ဆိုလို့ရှိရင်ကြောက်ခဲပဲအခုကလည်းຫນွေတွင်းပိုင်းဆိုတော့ရေရတဲ့တိမ်လေးရေမနစ်ဘူးเนาะခန္ဓာကိုကြောက်ခဲတွေပါတယ်အဲ့လိုမျိုးထိတာကြဒဏ်ရာတွေပါတယ်ဖြစ်တတ်တယ်အဲ့ဒါကြောင့်လာတဲ့ခါကျရင်ဘောပြီးစီအဲ့လက်စီစောင်းနာပါတယ်ခင်ဗျာတကယ်တော့ဒီနက်ခွန်နိုင်ရုပ်လဲလဲကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် location ချတာပြီးမယ်เนาะမစိုးပြောရမယ်เนาะကျွန်တော်လဲတဲ့နေရာလေးอ่ะโอเคအခုကျွန်တော်တို့ပြန်တော့ပါမယ်တောက်သွားပြီးစားသွားပြီးပျော်သွားပြီးတကယ်တော့ကျွန်တော်တို့လိုမျိုးလဲလဲခြင်းတယ်ဆိုလို့ရှိရင်နက်ခွန်နိုင်ရုပ်စဝန်လုတ်လက်မှာလဲလဲလို့ရပါတယ်ခင်ဗျာလာကျွန်တော်တို့ပြန်တော့မယ်เนาะကျွန်တော်တို့ပြန်တော့မယ့်အချိန်မှာရေကူးတာအားကုန်ဆိုတော့ဘိုင်းနဲ့စားတော့အတီးတစ်ခုမှ20ပဲအဲ့ဒါကိုဝယ်စားဖြစ်ပါတယ် အခုခေါက်ရရောက်ဘူးခေါက်ရကြီးရှိမှာပဲလား အိမ်ပြန်တော့ပါမယ်လာလောက်ဆက်လိုက်ပါဦးကျွန်တော်တို့ဝါဟာ channel လေးကို လိုက် surprise လေးပြုလုပ်ပေးကြဖို့တောင်းဆိုပါ ညမတော့ ဘိုင်ဘိုင်